ရှိမရသူကိုရွန်ထဲမှာတတော်ကတွေ့ဆုံကြလေကောနာမှုစေကဘာမကလေးရှိတ်ခေါ်မဲလို့ပရောလိုက်ရှောင်းပါရဲဆွဲလန်းခရီမာလို့အမြဲတမ်းခိုးကြရရီကိုပရိုက်ကိုလေဆရာမရှိသိများသိခဲ့စိတ်အဆိုးကြီးဆိုလို့အမျိုးကြီးမျိုးလီဖိုလာဟီကိုဆရာမရှိယောင်းတော့မဟုတ်တနာစိတ်နဲ့ရှိုင်းနိုင်ဖိုလာလေကိုဆရာမရှိဝိခွေမရဇဝေဇဝါကိုအသေးကမဖေးတာပါစိတ်တစားနဲ့အိမ်မရညာပေါင်းများလာပြပဲဝေကိုဆရာမရှိလာဘုံသူခံဘုံရှိပကြီးစရာစာဝဲဝိပွဲသူလည်းငီးမော့ဆရာပါဝဲအသွန်မျိုးနဲ့အမလုံးလာရေရိုင်းကျင်းမှုအဆောင်ပရွန်တီကိုရှိဆောင်လမ်ပရာဆိုလေအိုဆရာမရှိယောတွေ့တာနဲ့လေကျွန်တော်ရွန်ထဲကဆရာမကိုကြီးအဆွဲလမ်း